တောပိမိသားစု9ကောင်ကကျိုးနေတဲ့တရားအောက်မှာမိုးခိုနေကြတာပေါ့ရုတ်တရက်ဆိုသလိုခြုံထက်တဲ့ခြေသေးခြုံတစ်ချောင်းပေါ်လာတာတွေ့လိုက်ရတယ်အဲ့ဒီခြေသေးခြုံကတလှမ်းချင်းတဖြည်းဖြည်းချင်းကပ်လာပြီးတော့ဗျိုင်းကြီးတစ်ကောင်ရဲ့ခေါင်းကြီးကထွက်ပေါ်လာတာတွေ့လိုက်ရတယ်ဘေးလေးတွေကတော့ကြောက်လန့်တကြားငြိမ်သက်သွားကြပေမဲ့ဗျိုင်းကတော့စိတ်အားထက်သန်စွာနဲ့နှုတ်ဆက်ပြီးတရားအောက်ကအန်ဒီရဲတွေအတွက်စိုးရိမ်ပူပန်နေတဲ့အကြောင်းပြောပြနေတာပေါ့ပြီးတော့ဗျိုင်းကသူတို့ကိုအတင်းအကျပ်ခေါ်ထုတ်သွားပြီးသူ့ရဲ့အတိုက်ထဲမှာလုံခြုံအောင်ခေါ်သွားတာပေါ့ဘေးလေးတွေရဲ့ရှိမှာပေါ်လာတာကတော့စွန့်ပစ်ထားတဲ့အင်ကြီးအိုဟောင်းကြီးတစ်လုံးပါပဲသူတို့အားလုံးတဆုတည်းတိုးဝေပြီးတတိတကြီးဝင်သွားကြတာပေါ့အတွင်းထဲရောက်တာနဲ့ဗျိုင်းကသူ့ရဲ့အဖော်เจ้าကိုမရက်မနာမိတ်ဆက်ပြောပြနေတော့တာပဲအဖေဘေးကတော့စိတ်လှုပ်ရှားတုန်လှုပ်စွာနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ဗျိုင်းကသူ့ခြေထောက်နဲ့တကားကိုဝုန်းကနေစောင့်ပိတ်ပစ်လိုက်ပြီးမသွားခင်အနည်းဆုံးတော့ထမင်းစားသွားအောင်ဖို့ကိုအတင်းတိုက်တွန်းနေတာပေါ့အမေဘေးကတော့ဟန်ဆောင်ပြီးအေးဆေးလေးပြုံးပြရင်သဘောတူလိုက်ရတယ်မိသားစုကထွက်ပြေးဖို့အစီအစဉ်တွေကိုတီးတိုးတိုင်ပင်နေတော့မှဗျိုင်းကရုတ်တရက်မီးပို့ချောင်သုံးဓာတ်တစ်ချောင်းဆွဲထုတ်လိုက်တာကြောင့်ဘဲလေးတွေကထိတ်လန့်တကြားဖြစ်သွားကြတယ်။ဒါပေမဲ့ဗျိုင်းကဓာတ်ချောင်းပြောတာမဟုတ်ပဲသူ့ရဲ့ငယ်ဘဝတုန်းကနေရာအနှံ့ရွှေ့ပြောင်းသွားခဲ့ရတဲ့စွန့်စားခန်းတွေအကြောင်းကိုပဲပြန်ပြောပြနေတော့တာပေါ့။သူတို့ရဲ့တင်းမာနေတဲ့အခြေအနေလေးကတဝီဝီမြည်နေတဲ့ရင်ကောင်တကောင်ကြောင့်ပဲပြတ်တောက်သွားရတာပေါ့။ကျိုးကြကဒဲအိုးတစ်လုံးကိုဒိုင်းကနေပြုတ်ချလိုက်တယ်ဗျာ။ဘေးတွေကတော့အဲ့ဒီပေါ်မှာရင်ရင်ကြီးကြီးနဲ့ပြုံးစီစီထိုင်နေကြတာပေါ့။အမလီဘလောက်တောင်ကောင်းလိုက်လဲပေါ့။ဒါပေမဲ့ဘေးဖီဖေကငါးအယိုးကိုသတိထားမိသွားတော့မှမင်းတို့ရဲ့နောက်ဆုံးဧည့်သည်ကတော့ခုထိရှိနေတော့မှထင်နေနော်လို့စလိုက်တာကျိုးကြကမုံတိုင်းစီမီကိုပိတ်လိုက်တာတော့ဘေးရဲ့မျက်လုံးတွေကတော့အမောင်ထဲမှာကြည်ကြည်ပြင်းပြင်းကိုလင်းလက်နေတော့မှကျိုးကြလင်းများအိတ်နေတာကိုကြည့်ပြီးသူတို့တွေညတန်းကောင်စာဖြစ်သွားမှာကိုအယမ်းကြောက်နေတာပေါ့အဲ့တော့ဘဲဖီဖီကချက်ချင်းကိုလှုပ်ရှားလိုက်တာဒါပေမဲ့ကျိုးကြရဲ့မျက်နှာကိုတန်းတန်းကြီးတိုးမိသွားတာပဲသူ့မိသားစုကိုဖတ်ပြီးတော့ရှင်းပြဖို့ရေရွတ်နေတာကိုကျိုးကြကရှူတိုးတိုးလုပ်ပြီးညာဘက်ဆိုတာတားရည်တွေအမေးလိုက်တဲ့အချိန်ပဲအိယာတွေကနေထွက်လာကြတော့ညာဘက်ဆိုတာတားရည်တွေအစာစားရတာကြိုက်တဲ့အချိန်ပဲဒါကိုမြင်မြန်လေးလှုပ်ကြရအောင်လို့တူတူလေးပြောလိုက်တယ်ဘေးလေးအကူကတော့သူ့ညမလေးနဲ့အတူအပေါက်တစ်ခုကနေထွက်ပြေးမှုကြိုးစားခဲ့ပေမယ့်ညက်သွားတာပဲကျိုးကြကပိတ်မိနေတဲ့ဘေးလေးတွေစီရောက်အောင်ရုန်းကန်နေတော့မိဘဘေးတွေကိုခြိတောက်တစ်ဖက်နဲ့ပြစ်ကန်လိုက်တာဒါပေမဲ့ကျိုးကြရဲ့အဖော်ကဆွဲယူသွားလိုက်တာပဲကျိုးကြကဟိန်းဟောက်ပြီးတော့ကလန်ကလာမလုံးနဲ့တော့လို့ပြောရင်ပိုနီးလာတယ်မျက်စိတစ်ဖက်မှိတ်လိုက်ပြီးဝါးကနေမျိုးချလိုက်တာပါဆက်ကြီးကတခါတည်းတကောင်လုံးကိုမျိုးချပစ်လိုက်တာပဲကျိုးကြကချက်ချင်းပဲသူ့ရဲ့နှုတ်သီးနဲ့ငါးကိုချီမွားပစ်လိုက်ပြီးအချိန်မီလေးဘဲလေးတွေကိုကဲတင်လိုက်တာနောက်ဆုံးတော့ဘဲဖေဖေလည်းနားလေသွားပြီးကျိုးကြကသူတို့ကိုအစကတည်းကကာကွယ်ပြီးနေခဲ့တာပါတဲ့ငါးကိုမြှောက်ပြရင်ကျိုးကြကတေးတန်လေးနဲ့မနှက်စာစားလို့ရပြီလို့ပြောလိုက်တာကြောက်လန့်နေတဲ့ဘဲလေးတွေကတော့စောင်းနေအောက်ကိုမှုဝင်သွားကြတာပေါ့ဘဲဖေဖေကတော့တညာလုံးမအိပ်နိုင်ပဲသူ့မိသားစုကိုဒီခရီးစဉ်မှာခေါ်လာမိတာကိုနောင်တရနေခဲ့တာပဲ